ပြန်မလာနိုင်တော့တဲ့တင်မောအပိုင်းတက်လူမရှိတော့တဲ့တင်မောတခါတလေလျှို့ဝှက်ချက်တွေဟာတောတောင်တွေထဲမှာမြုပ်နှံခံရတယ်တခါတလေတဲကန်တရားထဲမှာပျောက်ဆုံးသွားတတ်ကြတယ်ဒါပေမဲ့အချို့လျှို့ဝှက်ချက်တွေကတော့ပင်လယ်ထဲမှာအိပ်စက်နေတတ်တယ်ပင်လယ်ဟာလူသားတွေတိထားတာတဲ့ပိုပြီးနှက်ဆိုင်တယ်ပိုပြီးတော့မောင်မိုက်တယ်ပိုပြီးတော့တိတ်ဆိတ်တယ်ဒီနေ့ပြောပြမယ့်ဇာတ်လမ်းကတင်မောတစ်စင်းရဲ့ဇာတ်လမ်းဖြစ်ပါတယ်တင်မောပျောက်သွားတဲ့ဇာတ်လမ်းမဟုတ်တင်မောကိုတွေ့ခဲ့တဲ့ဇာတ်လမ်းဒါပေမဲ့လူတယောက်မှမတွေ့ခဲ့တဲ့ဇာတ်လမ်းနှစ်ပေါင်း100ကျော်ကြာသွားပြီဒါပေမဲ့ဒီမေးခွန်းကယနေ့ထိအသက်ရှင်နေသေးပဲသူတို့တွေဘယ်ရောက်သွားခဲ့ကြတာလဲပင်လယ်ထဲကထူးဆန်းတဲ့တွေ့ရှိမှု1882ခုနှစ်ဆောင်းဦးရာသီရဲ့အဆုံးပိုင်းပင်လယ်ဟာငြိမ်သက်နေတယ်သင်္ဘောတစ်စင်းဟာအတ္တလန္တိတ်သမုဒ္ဒရာကြီးကိုဖြတ်တန်းနေတယ်သင်္ဘောသားတွေကပုံမှန်လုပ်နေကြအလုပ်တွေကိုလုပ်နေကြတယ်အဲ့ဒီအချိန်မှာအဝေးမှာထူးဆန်းတဲ့သင်္ဘောတစ်စင်းကိုတွေ့လိုက်ရတယ်ပထမတော့ဘယ်သူမှအာရုံမစိုက်ခဲ့ကြဘူးပင်လယ်ထဲမှာသင်္ဘောတွေတွေ့ရတယ်ဆိုတာတာမန်ကိစ္စတစ်ခုပဲဖြစ်ပါတယ်ဒါပေမဲ့နာရီတွေကြာလာတဲ့အထိအဲ့ဒီသင်္ဘောရဲ့လှုပ်ရှားမှုကထူးဆန်းနေတယ်လေတွေရှိတယ်ရွက်တွေရှိတယ်ဒါပေမဲ့သင်္ဘောကထိန်းချုပ်ထားတဲ့ပုံစံမရှိဘူးတစ်ခါခါဘဲဘက်တစ်ခါခါညာဘက်ပင်လယ်လိုင်းတွေကြားမှာရည်ရွယ်ချက်မရှိပဲမျောပါနေသလိုပဲသင်္ဘောသားတွေတန်တရားဝင်လာတယ်တခုခုတော့မဟုတ်တော့နောက်ဆုံးမှာသူတို့သင်္ဘောကိုအနီးကပ်သွားကြည့်ဖို့ဆုံးဖြတ်လိုက်ကြတယ်။တင်းငယ်တဲ့လေတစ်စင်းနဲ့အဲ့ဒီသင်္ဘောစီချိကပ်သွားကြတယ်။ပင်လယ်လိုင်းတွေကသင်္ဘောဘေးကိုရိုက်ခတ်နေတယ်။လေကတဖြည်းဖြည်းပြင်းလာတယ်။အနီးရောက်လာတော့သင်္ဘောရဲ့နာမည်ကိုမြင်တွေ့လိုက်ရတယ်။ Mary Silex အဲ့ဒီအချိန်မှာဘယ်သူမှမသိကြသေးဘူး။ဒီနာမည်ဟာသမိုင်းတစ်လျှောက်အကျော်ကြားဆုံးလျှို့ဝှက်စမ်းကြယ်မှုတစ်ခုဖြစ်လာတော့မယ်ဆိုတာသင်္ဘောပေါ်တက်လိုက်တဲ့အခါပထမဆုံးတတိထားမိတာကတိတ်ဆိတ်မှုအရန်ကိုတိတ်ဆိတ်နေလွန်းတယ်သင်္ဘောပေါ်မှာလူတွေရဲ့အတန်မရှိဘူးခြေတံမကြားရဘူးစကားပြောတန်မရှိဘူးအသက်ရှူတန်တော့မရှိဘူးလေတိုက်တန်နဲ့တစ်သားတွေညီနေတဲ့အတန်ပဲရှိတယ်ဘယ်သူရှိလဲသင်္ဘောသားတယောက်အော်ခေါ်တယ်အဖြေထွက်မလာဘူးထက်ခေါ်တယ်အဖြေမရှိဘူးသင်္ဘောတစ်စင်းလုံးလူသူကင်းမဲ့နေတယ်ဒါပေမဲ့အဲ့ဒါကအစပဲရှိသေးတယ်သူတို့အခန်းတွေကိုစစ်ဆေးတယ်စပွဲပေါ်မှာပကံတွေရှိနေတယ်အစားအသောက်တွေရှိနေတယ်ရေခွက်တွေရှိနေတယ်အရာအလုံးကမကြာသေးခင်ကမှပဲလူတွေရှိခဲ့တယ်လို့ပဲဒါပေမဲ့အခုလူတွေမရှိတော့ဘယ်သူမှရှိမနေတော့သင်္ဘောကောင်းဆောင်ရဲ့အခန်းကိုဝင်ကြည့်တယ်အခန်းကစနစ်တကျရှိနေတယ်အဝတ်အစားတွေရှိတယ်ကိုရေးကိုတာပစ္စည်းတွေရှိတယ်ငွေတွေရှိတယ်တန်ဖိုးကြီးပစ္စည်းတွေရှိတယ်တကယ်လို့ဓမြအတိုက်ခံရတာဆိုရင်ဘာကြောင့်ဒါတွေကြံနေခဲ့ရတာလဲတကယ်လို့ပြန်ပေးဆွဲခံရတာဆိုရင်ဘာကြောင့်ပစ္စည်းတွေကိုမယူသွားတာလဲမိခွန်းတွေတစ်ခုပြီးတစ်ခုပေါ်လာတယ်ဒါပေမဲ့အဖြေကတော့တစ်ခုမှထွက်မလာဘူးပို့ပြီးတော့ထူးဆန်းတာကသင်္ဘောရဲ့ကေဆယ်ရေးလေတွေမရှိတော့တနေရာကိုယူသွားခဲ့တယ်ဒါဆိုသင်္ဘောကလူတွေကကိုယ့်ဘာသာကိုထွက်သွားခဲ့ကြတာလားဒါပေမဲ့ဘာကြောင့်လဲသင်္ဘောကမနစ်သေးဘူးအစားအသောက်တွေလုံလောက်ဖို့ရှိတယ်ရေပေးဝေရေးစနစ်တွေလုံလောက်တယ်သင်္ဘောကလည်းဆက်သွားနိုင်တဲ့အခြေအနေမှာရှိနေတယ်ဒါဆိုဘာကြောင့်စွန့်ခွာခဲ့ကြတာလဲပင်လယ်ထဲမှာလူမရှိတော့တဲ့သင်္ဘောတစ်စင်းပစ္စည်းတွေအားလုံးကျန်ခဲ့တယ်ဒါပေမဲ့လူတွေလုံးဝပျောက်ကွယ်သွားတယ်ပြီးတော့အရာအားလုံးဟာ
ပိုပြီးကြောက်စရာကောင်းတဲ့လူဝက်ချက်တွေစီကိုဥတီနေတယ်အပိုင်းနဲ့ပျောက်ဆုံးသွားတဲ့မိသားစုတိတ်ဆိတ်မှုဆိုတာတခါတလေအတန်တစ်ခုထက်ပိုပြီးတော့ကြောက်စရာကောင်းတယ်မေရီစီလက်စ်သင်မောပေါ်မှာအဲ့ဒီလိုတိတ်ဆိတ်မှုမျိုးရှိနေခဲ့တယ်သင်မောကရှိနေတယ်ပစ္စည်းတွေလည်းရှိနေတယ်အစားအသောက်တွေလည်းရှိနေတယ်ဒါပေမဲ့လူတွေမရှိကြတော့သင်မောကောင်းဆောင်မရှိတော့ဘူးသူ့ရဲ့ဇနီးမရှိတော့ဘူးသားသမီးငယ်တွေမရှိတော့ဘူးသင်မောသားတွေအားလုံးမရှိတော့ဘူးစုစုပေါင်းလူပေါင်း10ယောက်ပင်လေကြီးတွေကဘယ်နေရာမှာပျောက်ကွယ်သွားခဲ့ကြတာလဲသင်မောကောင်းဆောင်ကအတွေ့အကြုံများတဲ့လူတစ်ယောက်ဖြစ်တယ်နှစ်ပေါင်းများစွာပင်လေပြင်ကိုဖျက်ဆီးခဲ့မှုတွေမုန်တိုင်းတွေတွေ့ကြုံခဲ့မှုတွေအန္တရာယ်တွေကိုရင်ဆိုင်ခဲ့မှုတွေဒါကြောင့်အကြောင်းပြချက်မရှိပဲသင်မောကိုစွန့်ခွာမဲ့လူမျိုးလုံးဝမဟုတ်ဒါပေမဲ့တခုခုကတော့သူ့ကိုဆုံးဖြတ်ချက်ချစေခဲ့တယ်ဘယ်လိုဆုံးဖြတ်ချက်မျိုးလဲသင်မောကိုစွန့်ခွာဖို့ဆုံးဖြတ်ချက်သင်မောရဲ့မှတ်တမ်းစာအုပ်ကိုစစ်ဆေးခဲ့ကြတယ်စာမျက်နှာတစ်ရွက်ပြီးတွေ့ရဲ့လန်ကြည့်တယ်နောက်ဆုံးရေးထားတဲ့မှတ်တမ်းကိုတွေ့တယ်အဲ့ဒီမှတ်တမ်းအရာအားလုံးကပုံမှန်လဲပတ်နေတယ်ကြီးမားတဲ့မုန်တိုင်းမရှိဘူးသင်မောပျက်စီးမှုမရှိဘူးအရေးပေါ်အခြေအနေဆိုတာမရှိဘူးဒါဟာပို့ပြီးတော့ထူးဆန်းစေခဲ့တယ်ဘာကြောင့်လဲဆိုတော့အန်ဒီရဲ့တစ်ခုခုဖြစ်ခဲ့ရင်မှတ်တမ်းမှာရှိနေတဲ့နဲ့ဒါပေမဲ့ဘာမှတ်တမ်းမှတ်ရမှာမရှိခဲ့ဘူးသင်မောသားတွေကတာမန်နေ့တစ်နေ့လိုပဲရေးထားခဲ့ကြတယ်ပြီးတော့ရုတ်တရက်ပျောက်ကွယ်သွားခဲ့ကြတယ်ပင်လယ်ထဲမှာဘာတွေဖြစ်ခဲ့တာလဲဒီနေရာမှာ theory တွေကစတင်ထွက်ပေါ်လာခဲ့တယ်ပထမ theory မုန်တိုင်းလူတချို့ကမုန်တိုင်းတစ်ခုခုရုတ်တရက်ဝင်လာခဲ့တယ်လို့ယုံကြည်ကြတယ်ဒါပေမဲ့ပြဿနာရှိတယ်သင်္ဘောပေါ်မှာပြင်းထန်တဲ့ပျက်စီးမှုလုံးဝမရှိမုန်တိုင်းကြီးဝင်လာတဲ့တက်သေးတွေမရှိဘူးဒါကြောင့်ဒီ theory ကအားနည်းသွားတယ်ဒုတိယ theory ပင်လယ်တပြတွေကဝင်လာခဲ့တာလားသင်္ဘောသားတွေကိုခေါ်သွားခဲ့တာလားဒါပေမဲ့တန်ဖိုးကြီးပစ္စည်းတွေကျန်ခဲ့တယ်ငွေသားတွေကျန်ခဲ့တယ်ပိုင်ဆိုင်မှုတွေကျန်ခဲ့တယ်ဓမြဆိုရင်ဒါတွေယူသွားမှာအသေးချပဲဒါကြောင့်ဒီ theory ကလည်းလုံးဝမခိုင်မာခဲ့ဘူးတတိယ theory ဘုံကံမှုသင်္ဘောသားတွေကသင်္ဘောကောင်းဆောင်ကိုစန့်ကျင်ခဲ့ကြတာလားတိုက်ခိုက်မှုတစ်ခုခုဖြစ်ပွားခဲ့တာလားဒါပေမဲ့သွေးဆက်တွေမရှိဘူးတိုက်ခိုက်ထားတဲ့လက္ခဏာတွေမရှိဘူးပျက်စီးမှုမရှိဘူးတပ်သေးတွေမရှိဘူးပိုပြီးကြောက်စရာကောင်းတဲ့အယူအဆတွေကနှစ်တွေကြာလာတာနဲ့အမျှလူတွေကပိုပြီးထူးဆန်းတဲ့အယူအဆတွေကိုစတင်ပြောဆိုလာကြတယ်ပင်လယ်ထဲကအမည်မသိတဲ့အရာတစ်ခုထူးဆန်းတဲ့အလင်းနဲ့တစ်ခုသဘာဝလိုဖြစ်ရတစ်ခုဒါမှမဟုတ်ပင်လယ်ကြီးရဲ့နှရှိုင်းတဲ့အမောင်ထဲမှာလူသားတွေနားမလည်နိုင်သေးတဲ့အရာတစ်ခုတက်တည်တော့မရှိဘူးဒါပေမဲ့အဖြေမရှိတဲ့အခါလူတွေကစိတ်ကူးတွေဖန်တီးလာတတ်တယ်နေ့တွေကုန်သွားတယ်လတွေကုန်သွားတယ်နှစ်တွေကုန်သွားတယ်ဒါပေမဲ့လူ10ယောက်တည်းကတစ်ယောက်4တောင်ပြန်ပြီးတော့မတွေ့ခဲ့ဘူးအလောင်းတွေမတွေ့ခဲ့ဘူးတက်တည်တွေမတွေ့ခဲ့ဘူးအဖြေကိုရှာမတွေ့ခဲ့ဘူးပင်လေကြီးကသူ့ရဲ့လျှို့ဝှက်ချက်ကိုဆက်ပြီးတော့တင်ထားခဲ့တယ်ဒါပေမဲ့ကြောက်စရာအကောင်ဆုံးအပိုင်းကအခုမှစတင်မှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့စုံစမ်းသူတွေဟာသင်္ဘောသားတွေဘာကြောင့်ကိုယ်သင်္ဘောကိုစွန့်ခွာခဲ့ရလဲဆိုတော့ဖြစ်နိုင်ခြေတစ်ခုကိုတွေ့လာခဲ့ကြတယ်အဲ့ဒီ theory ကယနေ့အထိလူအများစုယုံကြည်နေတဲ့ theory ဖြစ်လာခဲ့တယ်ဒါပေမဲ့အဲ့ဒီ theory မှာတော့အဖြေအားလုံးကိုမရှင်းပြနိုင်ခဲ့ဘူးအပိုင်း3နောက်ဆုံးလျှို့ဝှက်ချက်တခါတလေလူတွေဟာ
အန်ဒီရဲ့တစ်ခုခါနဲ့လွတ်မြောက်ဖို့စူးစမ်းရင်ပိုကြီးတဲ့အန်ဒီရဲ့စီကိုရောက်သွားတတ်ကြတယ်။မေရီစီလက်စ်သင်္ဘောပေါ်ကလူ10ယောက်ဟာအဲ့ဒီလူများဖြစ်ခဲ့ကြတာလား။ဒါဟာခနေ့ထိလူအများဆုံးယုံကြည်နေကြတဲ့ theory ရဲ့အစပါပဲ။သင်္ဘောပေါ်မှာစက်မှုလုပ်ငန်းသုံးအရက်စီတွေအမြောက်အများတင်ထားခဲ့တယ်။အဲ့ဒီပစ္စည်းတွေကအန်ဒီရဲ့ရှိနိုင်တယ်။ချို့စုံစမ်းစစ်ဆေးသူတွေကအရက်ငွေတွေစုပုံလာပြီးပောက်ကွဲတော့မဲ့အခြေအနေဖြစ်လာနိုင်တယ်လို့ယူဆကြတယ်။စဉ်းစားကြည့်ပါညဘက်ပင်လယ်ရဲ့အလေသင်္ဘောအောက်ထက်ကနေထူးဆန်းတဲ့အသံတွေကြားရတယ်။အနက်တစ်ခုထွက်လာတယ်။သင်္ဘောကောင်းဆောင်ကဒီသင်္ဘောပောက်ကွဲတော့မယ်လို့ထင်သွားတယ်။အဲ့ဒီအချိန်မှာအရေးပေါ်ဆုံးဖြတ်ချက်တစ်ခုချမှတ်လိုက်တယ်။ငါတို့သင်္ဘောကိုခဏစွန့်ခွာကြမယ်။ဒါကြောင့်ကယ်ဆယ်ရေးလေတွေကိုချလိုက်ကြတယ်။လူအားလုံးအဲ့ဒီလေပေါ်တက်သွားကြတယ်။သင်္ဘောနဲ့အနီးနားမှာပဲနေဖို့စီစဉ်ထားတာဖြစ်နိုင်တယ်။ဒါပေမဲ့တခုခုတော့မာယွင်းသွားခဲ့တယ်။ပင်လယ်ဆိုတာခံမန်းလို့မရတဲ့နေရာလေတွေကရုတ်တရက်ပြောင်းနိုင်တယ်။လိုင်းတွေကရုတ်တရက်မြင့်တက်လာနိုင်တယ်။ရေစီးကြောင်းတွေကသင်မထင်ထားတဲ့ဘက်ကိုဆွဲခေါ်သွားနိုင်တယ်။အကယ်၍ကယ်ဆယ်ရေးလူတွေဟာသင်္ဘောနဲ့ချိတ်ထားတဲ့ကျိုးနဲ့ပြတ်တောက်သွားခဲ့ရင်ဘာတွေဆက်ဖြစ်လာမလဲ။သင်္ဘောကဆက်ပြီးတော့မျောသွားမယ်။လေကအခြားတစ်ဖက်ကိုမျောသွားမယ်။တဖြည်းဖြည်းနဲ့ပူဝေးသွားမယ်။ပူဝေးလာမယ်။နောက်ဆုံးမှာသင်္ဘောကိုမြင်အောင်မမြင်နိုင်တော့ဘူး။အဲ့ဒီနောက်ပင်လယ်အလဲမှာလူ10ယောက်ပဲကြံတော့မယ်။ဒါပေမဲ့ဒီ theory တွေမှာလည်းပြဿနာတွေကရှိနေခဲ့တယ်။တကယ်လို့ပောက်ကွဲမှုကိုကြောက်လို့ထွက်ပြေးခဲ့ကြတာဆိုရင်ဘာကြောင့်အထောက်အထားတွေမတွေ့ခဲ့ရတာလဲ။ဘာကြောင့်သင်္ဘောကအတော်လေးကိုကောင်းမွန်နေသေးတာလဲ။ဘာကြောင့်အရေးကြီးတဲ့ပစ္စည်းတွေကိုမယူသွားတာလဲ။မိခွန်းတွေထပ်ပြီးပေါ်လာခဲ့တယ်။ဒါပေမဲ့အဖြေတွေကတော့ပေါ်မလာခဲ့ဘူး။နှစ်တွေတစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးသွားတယ်။လူတွေပြောင်းလဲသွားတယ်။ခေတ်တွေပြောင်းလဲသွားတယ်။ဒီပညာတွေတိုးတက်လာတယ်။ဒါပေမဲ့ဗေရီစီလက်ရဲ့လျှို့ဝှက်ချက်ကတော့ဘယ်တော့အခါမှမပြောင်းလဲခဲ့ဘူး။လူ10ယောက်ပျောက်သွားတယ်။ဘယ်နေရာမှာလဲ။ဘာဖြစ်ခဲ့တာလဲ။ဘယ်သူမှမသိခဲ့ကြဘူး။တချို့ကသူတို့ပင်လယ်ထဲမှာတည်ဆုံးသွားခဲ့တယ်လို့ယုံကြည်ခဲ့ကြတယ်။တချို့ကအခြားတစ်ခုခုဖြစ်ခဲ့တယ်လို့ယုံကြည်နေသေးပါ။ဒါပေမဲ့သက်သေကလုံးဝမရှိခဲ့ဘူး။တစ်ခါတလေအမှုတစ်ခုရဲ့ကြောက်စရာအကောင်းဆုံးအပိုင်းကလူသက်သမားမဟုတ်သွေးဆက်တွေမဟုတ်တရေတွေမဟုတ်အဖြေမရှိခြင်းပဲ။မေရီစီလက်ရဲ့ဖြစ်ရမှာအဲ့ဒီလိုပါပဲ။လူတွေပျောက်သွားတယ်ဒါပေမဲ့ဘာကြောင့်ပျောက်သွားလဲဆိုတာမသိခဲ့ဘူး။သူတို့ဘယ်မှာတည်ဆုံးသွားခဲ့တာလဲ။သူတို့ရဲ့နောက်ဆုံးအချိန်တွေဘယ်လိုများကုန်ဆုံးခဲ့လဲဆိုတာမသိခဲ့ဘူး။သိတာကတော့တစ်ခုပဲရှိတယ်။သင်္ဘောကိုရှာတွေ့ခဲ့တယ်။လူတွေကိုလုံးဝမတွေ့ခဲ့ဘူး။ခနေ့ထိပင်လယ်ကြီးဟာသူ့ရဲ့လျှို့ဝှက်ချက်ကိုတင်ထားနေသေးပါ။တနေရာမှာလိုင်းတွေအောက်မှာအမှန်တရားတစ်ခုအိပ်ဆက်နေသေးဆိုတာဖြစ်နိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီအမှန်တရားကိုဘယ်သူမှမကြားရတော့နိုင်ဘူး။လူ10ယောက်ရဲ့ဇလံကပင်လယ်ထဲမှာထာဝရပျောက်ဆုံးသွားခဲ့တယ်။ဒါဟာပြန်မလာတော့တဲ့သင်္ဘောရဲ့ဇလံပဲဖြစ်ပါတယ်။သင်္ဘောကိုတွေ့ခဲ့တယ်။ဒါပေမဲ့လူတွေကိုတော့ဘယ်တော့မှပြန်မတွေ့ခဲ့ဘူး။ Death Whisper အမောင်ထဲမှာတချို့လျှို့ဝှက်ချက်တွေကထာဝရအသက်ရှင်နေစေဖြစ်ပါတယ်